အားလုံးပဲမင်္ဂလာပါဒီနေ့က Christmas Day ဆိုတော့ Christmas Day အကြောင်းကိုပုံဖော်ထားခဲ့တဲ့ဒီကားလေးတစ်ချက်အကြောင်းကိုပြောပြပေးတော့ပါမယ် New Way လေဆန်နဲ့ Kitty ပြည်လောကမှာဆိုရင် Norman Warwell ရဲ့ဒီကားတွေဟာအသားရောင်ခွဲခြားမှုတွေနိုင်ငံရေးပြဿနာတွေနဲ့မိသားစုရေးရာအစရှိတဲ့ပြင်းထန်တဲ့ခံစားချက်တွေကိုလှုပ်ဆော်ပေးလို့နေပါတယ် American ပြည်ဆရာ Norman Warwell ဆိုရင်လူတွေရဲ့အခြေခံသဘောတဘာဝဖြစ်တဲ့ပြုံးချင်းရည်ချင်းဝမ်းနည်းချင်းခက်ထန်ခြင်းအစရှိတဲ့ဇယိုက်တွေကိုအတော်လေးပြပြအောင်ပုံဖော်နိုင်တဲ့ပြည်ဆရာတယောက်ဖြစ်လူသိများကြပါတယ် Magic ကတဲ့ Holiday Season ဆိုတဲ့ဒီပြည်ကားမှာဆိုရင်ကလေးကအစအားလုံးသောကာရီတာတွေဟာပြုံးရင်လိုနေကြတဲ့အကြောင်းရင်းလေးတစ်ခုတော့ရှိလို့နေပါတယ်အဲ့ဒါကတော့ Christmas အားလိုက်ရဲ့အတွက်အိမ်ပြန်လို့လာခဲ့တဲ့စစ်သားလေးတယောက်ကြောင့်ပါအားလုံးသောမိသားစုဝင်တွေရာဆိုရင်အိမ်ပြန်လာတဲ့စစ်သားလေးကိုနှွေးထွေးစွာကြိုးဆုံနေကြတဲ့ပုံကိုချစ်စရာကောင်းတဲ့မြင်ကွင်းလေးတစ်ခုဖြစ်ပုံဖော်ထားခဲ့တာလည်းဖြစ်ပါတယ်ဒီပြည်ကားရဲ့ထူးခြားတဲ့နောက်တစ်ချက်ကတော့ဒီကားထဲမှာ Norman Warwell ကိုယ်တိုင်ရှိနေခဲ့တာဖြစ်ပြီးတော့ Christmas နေ့ရာဆိုရင်နီနီဝေးဝေးအားလုံးသောမိသားစုဝင်တွေကိုပြန်လည်ဆုံစည်းစေခဲ့တဲ့အားလိုက်ရည်လေးတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းဒီကားလေးကပြောပြနေကြတဲ့လူတွေရဲ့မျက်နှာတွေမှာပေါ်လွင်လို့နေခဲ့ပါတယ်အားလုံးပဲ Merry Christmas ပါခင်ဗျာ